ဟုတ်ကဲ့အားလုံးကိုမင်္ဂလာပါလို့နှုတ်ခွန်းဆက်တာပါတယ်30ရက်လ2025ပေါ့နော်အခုချိန်နေမှာပေါ့နော် PDF တွေတော်လှန်ရေးရဲဘော်တွေကိုပေါ့ဒီစီးပွားရေးလုပ်ငန်းရှင်တွေတတိတကြွယ်တွေဘူကျုပ်တွေပေါ့နော်ဒါတွေကတော့အမြင်စောင်းနေကြမှာပေါ့ဘာဖြစ်လို့လဲဆိုတော့သူတို့ဘဝရဲ့လက်ရှိကကောင်းစားနေကြတာ哦ဒါပေမဲ့တော်လှန်ရေးကြီးအောင်မြင်ပြီးတဲ့အခါပေါ့နော်စစ်မှန်တဲ့ Federal Democracy ကိုရခဲ့တဲ့အခါကျရင်နောက်10စုနှစ်တစ်ခု2ခု3ခုကြာတဲ့အခါကျရင်မြန်မာနိုင်ငံကြီးမှာပေါ့နော်2021ကလူငယ်တွေပေါ့နော်အာနာရှင်ကြီးကိုဘလူတွေဖြိုဖျက်ခဲ့တယ်ဘလူတွေတိုက်ခိုက်ခဲ့တယ်ဘလူဒုက္ခဆင်းရဲတွေနဲ့ရင်ဆိုင်ကြုံတွေ့ပြီးတော့ဒီပေါ့နော်အနာဂတ်မျိုးဆက်သစ်တွေအတွက်ကိုပေါ့သူတို့တွေဘလူတွေလောက်ခဲ့တယ်ဆိုတာမျိုးကိုပေါ့နော်အဲ့ကြရင်အဲ့အချိန်ကလူငယ်တွေကကျေးဇူးတင်ပါပါအခုမုံတီးနေတဲ့စီးပွားရေးလုပ်ငန်းရှင်တွေတတိတကြွယ်တွေအာနာရှင်ကြီးဒီကပေါ့နော်သူတို့ကတော့အမြင်ဆောင်မှာသူတို့ခေတ်သူတို့အခါသူတို့ကောင်းစားနေတာဒါပေမဲ့သူတို့ရဲ့နှောင်မျိုးဆက်တွေကကျွန်တော်တို့ကိုPDF တွေကိုပေါ့နော်တော်လိုင်းရဲဘော်တွေကိုသူတို့တွေကကျေးဇူးတင်နေမှာပါအခုချိန်မှာတော့ကျွန်တော်တို့ကိုအမျိုးမျိုးဝေဖန်ကြမယ်တိုက်ခိုက်ကြမယ်အပုတ်ချကြမယ်ဒါမဲ့တကယ်နိုင်ငံကြီးကောင်းသွားတဲ့အခါလူခွင့်ရေးစစ်မှန်မှန်ရတဲ့အခါကြတဲ့အခါကြလို့ရှိရင်ပေါ့နော်အားလုံးကကျေးဇူးတင်နေမှာပါ။အိုးအရင်ကျွန်တော်တို့ဒီမြန်မာနိုင်ငံကတိုင်းသားလူမျိုးပေါင်းစုံကအင်္ဂလိပ်တွေဂျပန်တွေကိုတောင်မှဒီဓာတ်တွေထုတ်တင်နေပဲတော်လှန်ခဲ့တာလေနော်။ဒါမဲ့ဒီနေ့ခေတ်မီတိုးတက်နေတဲ့လက်နက်စမ်းနေရှိနေတဲ့အာနာရှင်လူတစုကိုတူမီတွေနဲ့ဂျင်ကလေးတွေနဲ့အဲ့လိုမျိုးတွေပေါ့နော်တိုက်ခိုက်ခဲ့ကြတာပြောမယ်ဆိုရင်မြန်မာတမိုင်းကတိတ်တော့မရိုင်းဘူးဗျဘာဖြစ်လို့လဲဆိုမြန်မာနိုင်ငံကတိုင်းရင်းသားလူမျိုးပေါင်းစုံဒီပေါ့နော်အားလုံးမှာအစွမ်းစားတွေအများကြီးရှိကြတယ်ဘာဖြစ်လို့လဲဆိုတော့မဟုတ်မခံတဲ့စိတ်တွေရှိကြတယ်ဒါကဟိုပေါ့ဘယ်လိုပြောရမလဲအာနာရှင်ကိုပြုတ်ကျစေနိုင်တဲ့တခုတည်တော့စုစည်းမှုလေးတွေပေါ့နော်ခံယူချက်လေးဒါကြောင့်မလို့အဓိကလက်နက်တွေကအဓိကမဟုတ်ပါဘူးစိတ်သက်ပါပဲဘာဖြစ်လို့လဲဆိုတော့စိတ်အာနာရှင်ဆိုတာလူနည်းစုလေပြည်သူဆိုတာလူများစု PDF ဆိုတာပြည်သူကပေါက်ဖွာခဲ့တာဒါပေမဲ့မဟာလာအာနာရှင်တွေကလည်းပြည်သူကပေါက်ဖွာပြည်သူကပေါက်ဖွာလာခြင်းတူပေမဲ့ခံယူချက်ချင်းစိတ်သက်ချင်းမတူညီကြပါဘူးအခုချိန်မှာကျွန်တော်တို့တော်လိုင်းရဲဘော်တွေကိုဘသူကအပြစ်ပြောဘလို့ပဲမြင်နေဆဲနေစိုးနေပါစေပေါ့နော်တစ်ချိန်မှာကျွန်တော်တို့တွေကိုကျေးဇူးတင်မဲ့အနာဂတ်မျိုးဆက်တွေရှိနေတဲ့အတွက်ကျွန်တော်တို့တွေကနိုင်ငံတော်အသစ်အတွက်ကြိုးစားနေဦးမှာပါအမြဲတမ်းအားလုံးကျေးဇူးတင်ပါတယ်ကျမိုက်ကူးစိုက်